အိမ်မှာပဲအေးစစ်စစ်တချင်းနားထောင်ခြင်းနဲ့ညီကိုတွေအတွက်ဒါမျိုး Bluetooth system ပါပြီးသား AEK ကနေထွက်ရှိလာတဲ့ woofer လေးတစ်လုံးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျဒီကောင်ရဲ့ running အနေနဲ့ကလည်း2 ရက်တောင်ပါရှိပါရဲ့เนาะဒီကောင်ရဲ့အတန်ထွက်လေးကိုကျွန်တော်တစ်ချက်စမ်းပြပေးမယ်ခင်ဗျ ကဲအတန်ထွက်လေးကတော့ share ပဲခင်ဗျာ AEK ကနေထွက်ရှိတာဆိုတော့ quality ဘိုင်းကတော့လုံးဝစိတ်ပူစရာမလိုပါဘူးเนาะ running နဲ့ကလည်း2 ရက်တောင်ပါရှိပါတယ်ခင်ဗျာကဲလူကြီးမင်းတို့ TV နဲ့ပဲတွဲသုံးမလား Bluetooth နဲ့ပဲချိတ်ပြီးတော့သုံးမလားအရင်အဆင်ပြေပါတယ်ခင်ဗျာလူကြီးမင်းတို့ကြိုက်နှစ်သက်လို့မှားယူမယ်ဆိုပါကမင်းတို့ရဲ့မိုးခေတ်ဘိုင်းမှာဖုန်းနံပါတ်တွေမှာအမြန်ဆုံးဆက်သွယ်မှားယူလို့ရပါပြီเนาะ